ကျွန်တော်ရွှေသမင်းလေးကိုပထမဦးဆုံးဦးချိုလေးနဲ့စပြီးတော့ဖန်တီးခဲ့ပါတယ်ခင်ဗျာဦးချိုလေးကစိန်မောင်မှာရောက်သွားရင်မရရင်အောင်လို့ဆိုပြီးတော့မှကျွန်တော်ခိုင်ခန့်အောင်လို့မှပြုလုပ်ခဲ့ပါတယ်အခုဆိုရင်ကျွန်တော်လိုချင်တဲ့ပုံစံလေးရရှိလာပါပြီဦးချိုလေးကိုပို့ပြီးတက်ရက်တော့ကျွန်တော်လှပတဲ့ဝိစာလေးနဲ့ပတ်ပြီးတော့မှကျွန်တော်ဖန်တီးပေးထားပါတယ်ဗျအခုဆိုရင်မျက်လုံးပေါက်လေးကိုဖောက်ပါပြီမျက်လုံးမှာလည်းအရန်ကိုလှပနေပါတယ်ခင်ဗျပြီးတော့မျက်တောင်လေးလည်းထည့်ပေးထားပါတယ်ဟောခုတော့လှသွားပြီစပင်လေးပါထည့်ပေးထားတယ်ခုဆိုရင်ရွှေသမင်းမတ်လီကိုဖန်တီးပေးထားတာပြီးဆုံးသွားပါပြီဗျာအရန်ကိုလှပတဲ့ရွှေသမင်းလေးဖြစ်နေပြီခုဆိုရင်ကျွန်တော် body ဘိုင်းမှာကျွန်တော်လှပအောင်လို့ဆိုပြီးတော့မှအမြင်တန်းလေးတွေကိုကျွန်တော်ချပေးထားပါတယ်ဗျာဒါကျွန်တော်အရန်ကိုမှကြိုက်တဲ့ပခုံးပေါ်မှာဒါဟီးရိုးပုံစံမျိုးဖြစ်နေတဲ့ဟာမျိုးကိုကျွန်တော်အရန်ဖန်တီးအရန်ကြိုက်ပါဗျာခုဆိုရင်ပြီးဆုံးသွားပါပြီဒယ်လီကိုပို့ပါပြီဗျခုဆိုရင်စင်ပေါ်မှာတွေ့ရပါပြီကျွန်တော်ရွှေသမင်းလေးလှမနေဘူးလားဗျာအရန်လှစင်ပေါ်မှာလည်းအရန်ကိုဆက်စလူထားတာလေးကိုမြင်လိုက်ချိန်မှာကျွန်တော်အရန်ဝမ်းသာပီတိဖြစ်ပါတယ်ဝတ်စုံလေးစင်ပေါ်မှာအရန်ကိုမှမိုက်နေရာလေးတွေ့ရချိန်မှာကျွန်တော်အရန်ကိုပီတိဖြစ်နေပါတယ်ကဲ MS လုံးမဲ့အချိန်ကိုရောက်လာပါပြီ MS လုံးမဲ့အချိန်မှာကျွန်တော်နဲ့ထပ်တူကြမယ်လို့ထင်ပါတယ်ကျွန်တော်နဲ့ comment ထားတာ Academy အေးမြတ်သူဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်း comment ထားတာပါမအေးမြတ်သူပါအားလုံးနဲ့ထပ်တူကြမယ်လို့လည်းထင်ပါတယ်ဒီကိုပျော်ရွှင်စရာကောင်းတဲ့ The Best Singer Season 3မှာကျွန်တော်ပါဝင်ခဲ့ရတဲ့အတွက်လည်းအများကြီးဝမ်းသာပါတယ်ခင်ဗျာနောက်ထပ် Season 3ရဲ့ DEF မှာဆိုရင်ကျွန်တော်ရဲ့အောင်းစင်ရတော့မောင်ဩဇာလေးဖြစ်ပါတယ်မောင်ဩဇာလေးကိုလည်းစောင့်ကြည့်ပြီးတော့အားပေးကြပါအောင်လို့ကျွန်တော်အခုကြိုပြီးတော့မှပရိသတ်ကိုကြိုပြောထားမယ်နော်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်စိုင်းဆွဲထပ်ပါ